အားလုံးပဲမင်္ဂလာပါယခုမိတ်ဆက်ပေးမယ့်မြေခွက်လေးကတော့ရက်ကွက်ကြီး19ငရံကျောင်းမှာရှိတဲ့မြေခွက်လေးပဲဖြစ်ပါတယ်လမ်းတစ်ဖက်တင်ထောင်းခွက်မြေခွက်လေးပဲဖြစ်ပါတယ်လူနေအိမ်ကြီးကြားမှာတည်ရှိတဲ့ရှာရှာပါပါထွက်လာတဲ့မြေခွက်လေးတစ်ခွက်နော်ဈေးနှုန်းလေးကလည်းကွက်ကြံဈေးလေးနဲ့ရမယ်ဒီဘက်ကွက်မြေခွက်လေးရဲ့အကျယ်ဝန်းကမျက်နှာစာ60အဲ့လိုပဲတော့အနောက်ကို25ဘယ်ဘက်ကို55ပေညာဘက်ကို40ပုံစံစုဂရမ်မကြတကြပုံစံလေးဖြစ်နေတာဗောနော်ဒီမြေခွက်လေးကို3850 short တင်းနဲ့ရောင်းချပေးမှာပဲဖြစ်ပါတယ်ဘေးနားမှာပတ်ဝန်းကျင်လူနေအိမ်ကြီးအပြည့်နောက်ဆုံးတန်းရန်လေးစောက်ပြီးငှားစားမယ်ဆိုရင်တော့တကယ်ကိုတန်တဲ့မြေခွက်လေးနော်ရှာရှာပါပါထွက်လာတဲ့အကွက်လေးလမ်းတစ်ဖက်တင်ထောင်းခွက်အကွက်လေးဖြစ်ပါတယ်ဒီမြေခွက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းเนาะ MBK Real Estate Family ဖုန်းနံပါတ်39968100 တို့ဆက်သွယ်ဝယ်ယူနိုင်ပါတယ်မြေခွက်ကတော့အများကြီးမညှိုးတော့ဘူးအမြန်လက်ဦးတဲ့သူရမှာပဲ